ငိုးမကားဆရာတို့ဖွဲအမိန်နဲ့ရွာကိုအလွမ်းပြေထမ်းရည်ဆိုင်လေးတွားမိပါတယ်ရဲရင်အောင်လို့လွမ်းလွန်းလို့တေးနိုင်တယ်မဟုတ်ပဲမျိုးကြီးလို့ဒီကစောင့်နေသူဖြစ်နေပြီဆိုင်ထဲဝင်နေရာယူပြီးဝိတ်တာလှန့်ခေါ်တာတော်တော်နဲ့ပေါမလာဘူးဝိတ်တာခေါ်မဲ့အစားကာလာနဂါကိုအိယာနှိုးတာမှပုံမြန်လဲအောင်မယ်အညာသားစစ်စစ်တွေရန်ကုန်ထမ်းရည်တော့တော့စားမပါတဲ့ဟင်းစားနေရတယ်လို့ပေါ့ရွှွှွနေပဲဗျာအလွမ်းနေဝေးဖို့စမ်းရည်လို့ထမ်းရည်လေးရတမျိုးတအားလော်ဖို့ငါးကြော်ရတပွဲဇွန်းတက်စော်ဖို့ကစွန်းရွက်ကြော်ရတပွဲအလောအကုန်ပြစ်ပြီးလာတာမို့အတုပ်စုံလေးရတပွဲအကုန်အကြံတိနဲ့စုံစမ်းစီနေအောင်မှားလိုက်တယ်ထမ်းရည်ရတော့မိတ်ကခင်စမ်းဝင်မယ်လှတော့လှတယ်အစ်စ်မဟုတ်ဘူးလို့ပြောချင်တာပါငါးကြော်လေးတပွဲမှားတာကန်နဲ့အမြနေလို့လားအေယာဝရီပဲအလဲပြန်နေလားမသိဘူးတော်တော်နဲ့ကိုပေါ်မလာဘူးဗျာကစင်းရွက်ကြော်ကလည်းအရွက်မပါအယိုးတွေကြီးပဲမတည်ရင်ဝဘိုးဝါကိုလွှနဲ့ဖြတ်ပြီးကြော်ထားတလားမှတ်ရတယ်ဒီကစင်းရွက်ဝါမဲ့အစားလမ်းမီးတိုင်ကြီးတာဝါပြစ်လိုက်ခြင်းနဲ့တင်မော်ဒီလည်းမပါတိုးဘူးလည်းမပါဘဲချမ်းတုပ်ကိုအတုပ်ဆုံဆိုပြီးငိုးမာတို့ချင်းထဲခံလိုက်ရတယ်စားတောက်ပြီးတားမှောက်တော့အထွေခင်းငွေရှင်းမဲ့လုံးမှာကုန်ကြစေးကတိုက်တောင်ဆောက်လို့ရတယ်ဗျာငိုးမှာအရကုံကိုရှင်းခဲ့ရတယ်ပေးခြင်းနဲ့မက်ဆီကတော့ထမ်းရည်တစ်ခါတောက်ရဖို့တန်တရာတစ်ပတ်လဲအောင်စောင့်ခဲ့ရတယ်ဆိုတာပါပဲခြေရတဲ့ viewer များလဲအေဂျင့်တာယာလို့နှိတ်ချကြတဲ့လူနှစ်ယောက်လမ်းချင်းလေးထဲမှာဒဇိမ့်တွေအဖြစ်ပြန်မစုံကြပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ